သားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ရိုင်းဆိုင်မှုတွေကိုမခံနိုင်တော့လို့မိသားစုစီနဲ့ကထုတ်ပေးလိုက်ပြီးဆိုပြီးပိုက်တကိုရဲ့မိခင်သိပေးတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိဘရဲ့ဖေးမမှုတွေနဲ့နိုင်ငံကျော်မင်းသားဖြစ်လာခဲ့တဲ့ပိုက်တကွန်ဟာတစ်ချိန်ကမိဘကျေးဇူးကိုတည်တဲ့သူတယောက်ပါနော်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်တဲ့အချိန်မှာပိုက်တကွန်မိဘတွေလိုလူလေးသေးမရှိအောင်ထားပေးခဲ့သူပါလူပညာလောကမှာနာမည်ရလာချိန်လောက်ကင်တွေကောင်းလာချိန်မှာမိဘတွေကိုကားတွေတိုက်တွေဝယ်ပေးပြီးစိတ်ချမ်းသာအောင်ထားခဲ့သူပါနော်သူရဲ့နုပညာခြေတွေဆိုရင်လည်းအကုန်ပံ့ပိုးပေးတဲ့မိဘပေါ်ကိုတည်တတ်ခဲ့တာပါအဲ့လိုမျိုးသူ့ရဲ့ပြုမှုတွေကြောင့်ပဲမိဘပေါ်တည်တတ်တဲ့သူ့ရဲ့စိတ်တဲ့ကြောင့်ပဲပရိသတ်တရားပို့ပြီးတော့ချစ်ခင်ခဲ့ရတာပါမိဘပေါ်မိသားစုပေါ်လည်းတည်တတ်တယ်လို့ကျင်နာတတ်တဲ့သူ့ရဲ့စိတ်လေးကြောင့်အားလုံးကလေးစားရပေမယ့်အခုတော့မကောင်းတဲ့ပုံရိပ်လေးတွေပေါ်ပေါက်လာခဲ့ပါပြီနော်ကောင်းရဲ့ပုံရိပ်တွေနဲ့တောင်ပရိသတ်တွေစီမှာပြည့်နေနေတဲ့ပိုက်တကွန်ဟာအခုဆိုရင်မိဘပေါ်မတည်တတ်တဲ့တားမိတ်တယောက်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပြီလေဖြစ်ပါတယ်အဲ့သတင်းကိုဖျက်နေလူတယောက်ကအခြားသူမဟုတ်ပဲသူ့ရဲ့မိခင်ကိုယ်တိုင်ပါပဲပိုက်တကိုရဲ့မိခင်အန်နီဂျူဟာမိသားစုသတင်းကိုတော်ရုံထုတ်မပြောတတ်ပေမဲ့အခုတော့သားဖြစ်သူရဲ့ရိုင်းဆိုင်ပုံတွေချေမဖြစ်သူရဲ့ရိုင်းဆိုင်ပုံတွေကိုပရိသတ်တွေတီအောင်ချပြခဲ့တာလည်းဖြစ်ပါတယ်။အန်နီဂျူဟာပိုင်နကိုနဲ့စင်မပြေဘူးဆိုတာကိုပုံလေးတစ်ပုံထုတ်ပြပြီးတော့ပြောခဲ့တာပါ။သူကသူတို့မိသားစုဓာတ်ပုံဆိုပြီးပိုင်တကိုနဲ့လေးမြတ်ဖြူမပါတဲ့ပုံကိုတင်ခဲ့တာပါ။ပိုင်တကိုရဲ့မိခင်ကတော့ပိုင်တကိုမပါတဲ့သူတို့မိသားစုပုံလေးကိုတင်ပြီးသူတို့မိသားစုလေးသူ့ဘဝသူ့အသက်ဆိုပြီးတင်ခဲ့တာလည်းဖြစ်ပါတယ်။အစာပိုင်းမှာတော့ပရိသတ်တွေကအမှုမဲ့အမှန်ပဲဖြစ်ခဲ့ပေမဲ့ပရိသတ်တယောက်ကပိုင်တကိုမပါလို့မင်းမြန်နေခဲ့တာကနေစားပြီးပြဿနာတွေပေါ်လာခဲ့တာလေးဖြစ်ပါတယ်။ပိုင်တကိုရဲ့မိခင်ကပုံထဲမှာလူတွေကိုပဲမိသားစုဝေဖြစ်သတ်မှတ်တယ်ဆိုပြီးပြောပြခဲ့တာလေးဖြစ်ပါတယ်။အန်နီဂျူရဲ့အဲ့လိုပြောကြောင်းပဲတားမိတွေစိတ်ဆိုးစိတ်ကောက်နေတယ်ဆိုပြီးအားလုံးကထင်ခဲ့ကြတာပါ။အိမ်အောင်ကျသွားလို့အမေစီမအားလို့မသွားပြလို့စိတ်ဆိုးစိတ်ကောက်တယ်ဆိုပြီးအားလုံးကထင်ခဲ့ကြပေမယ့်ပြဿနာကပရိသတ်တွေထင်တယ်လို့မဟုတ်ပါဘူးနော်။သူတို့ပြဿနာကတာမန်စိတ်ဆိုးစိတ်ကောက်တာမျိုးမဟုတ်ပဲမင်းသားကောက်ဆောက်ထားတဲ့အသားဖြစ်သူနဲ့ချွေးမရဲ့ရင်ဆိုင်မှုတွေကြောင့်ပြဿနာတက်ခဲ့ရတာလေးဖြစ်ပါတယ်။အန်နီဂျူကတော့သားဖြစ်သူကိုပိုးမွေးတယ်လို့ဂရုစိုက်မွေးခဲ့ရတာမလို့ပြန်ရင်ဆိုင်တဲ့ပုံမှာစိတ်နာခဲ့တာလေးဖြစ်ပါတယ်။ပိုင်နဂွန်နဲ့မိခင်ကြားကပြဿနာကလိမ့်မြဖြူရဲ့စနက်တွေအများကြီးပါပါတယ်။ပြဿနာအစားပိုင်းပိုင်နဂွန်တို့လက်မထက်ခင်တွေကဖြစ်ခဲ့တာပါ။လိမ့်မြဖြူကပိုင်နဂွန်နဲ့လက်မထက်ခင်တွေကမိသားစုကိုငွေပေးမှဆိုလိုငွေကုန်သိမ်းခဲ့တဲ့ထိပါပဲ။မယူခင်မှာငွေကုန်သိမ်းခဲ့တယ်လို့လက်ထက်တဲ့နေ့မှာလည်းပိုင်နဂွန်ရဲ့မိဘဆွေမျိုးတွေကိုနှိပ်ပြီးဆက်ဆံတဲ့အထိလုပ်ခဲ့တာလည်းဖြစ်ပါတယ်။လက်ထက်ပွဲကျင်းပချိန်မှာပိုင်တကွန်ရဲ့မိသားစုဆွေမျိုးတွေကိုအပြင်ကဝိုင်းကိုထိုင်ခိုင်းပြီးတော့စားစရာဆိုရင်လည်းခွဲခြားပြီးတော့ချပေးကြတာလည်းဖြစ်ပါတယ်။ပြဿနာကအဲ့မှပြီးသေးပါဘူးနော်။ရှူပြီးတဲ့ချိန်မှာလည်းပိုင်တကွန်ကမိဘတွေအတွက်ဆိုပြီးတိုင်းပြည်ပြည်သူဝယ်ပေးထားတဲ့အိမ်ပေါ်ကနေဆင်းခိုင်းကြတာလည်းဖြစ်ပါတယ်။အန်နီဂျူကတော့အချင်းမဖြစ်သူရဲ့ရိုင်းဆိုင်နဲ့လုပ်ရကြောင်းစိတ်ညစ်ရတယ်လို့သားဖြစ်သူကလည်းသူတို့ဘက်ကိုပြန်မကြည့်တဲ့အတွက်ကြောင့်မလို့အရန်ကိုမှစိတ်ထိခိုက်နေပါတယ်။အန်နီဂျူကတော့အိမ်အောင်ကြပြီးမှပြောင်းလဲသွားတဲ့သားဖြစ်သူကိုရောရိုင်းဆိုင်တဲ့ချင်းမကိုရောအရဲစိတ်နာနေတာမလို့မိသားစုတပ်ပုံကောင်မှပြန်ရိုက်တဲ့ထိလုပ်ခဲ့တာပါနော်။အန်နီဂျူကတော့အဲ့လိုသားနဲ့ချွေးမမျိုးကိုစီးနေမထည့်ပဲသူ့ဘွားတွေကအပြီးတိုင်ထုတ်လိုက်တဲ့ထိစိတ်နာနေပြီလေဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစိတ်ဝေစားဝဲသတင်းကြောင်းရာတွေဖြင့်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝေစားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နေပြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။